အေးယောက်ျားလောင်ငါပြောဦးမယ် အေးပြော ဟိုလိုင်းပေါ်မှာလေနတ်တွေကိုဖလိမ့်နေတာလေငါပြောချင်တာငါတို့လည်းဟိုမယုံကြည်ဘူးတော့မဟုတ်ပါဘူးတဲ့လားဖရာတရားတန်ခါယရဏသုံးပါးကတော့ဒါဥထိတ်ထားရမယ်လေဗုဒ္ဓဘာသာပမာလူမျိုးဆိုတာအေးပေါ့ဒီနတ်ဆိုတာကတော့ဟာမိတ်ဆွေလိုပဲမိတ်ဖွဲ့ရတာမျိုးတော့ရှိတာပေါ့ဩဒါကတော့မဲရလဲကွာမိဆိုင်ဖဆိုင်ရိုးရာတို့ဘာလို့အစင်အဆက်ရှိတယ်အဲ့တော့လူမှာပြောတယ်လေရှေးလူကြီးတွေပြောတယ်ကျန်း9ချောင်းရှိတာနဲ့အိမ်ဆိုရင်အိမ်တွင်းရလဲရှိရမယ်အဲ့တော့ဘာပဲပေါ့ဒါကတော့ဟိုပြစ်ပယ်လို့မရဘူးလေတချို့ကနားမလဲဘူးရှောက်ပလိမ့်နေတာအဲ့တော့ဟိုယုံနာမယုံနာအပါထားကိုကတော့လက်တွေ့ဟာငါပြောချင်လို့ဟိုဒါမင်းနဲ့ငါနဲ့ညပြီးနေပြီဒါအသက်28လောက်မှာပေါ့နော်နတ်ကတော်တွေကငါ့ကိုဟိုဒါတောင်ပြုံးကလက်ထပ်ချင်တယ်ပါတယ်နေကိုကောက်ချင်တယ်ဘာညာငါ့ကိုအဲ့လိုပြောတာလေဟာမရဘူးလေမင်းတောင်ပြုံးကလက်ထောက်ငါမင်းနဲ့ငါယောက်ျားရှိတယ်လေလက်ထပ်လို့ရမလားမင်းကဟုတ်လေမင်းကအတွေ့နတ်ကအငွေ့လေဩကအငွေ့သူတို့ကအငွေ့ပဲအေးအားကြောင့်မလို့ငါအဲ့ဒါပြောပြမင်းကိုပြောမယ်တဲ့တဲ့တယ်မလားအဲ့တော့ကဟိုလက်တွေ့ခုဖြစ်ပေါ်နေတာနဲ့ငါပြောပြပြောနော်အဲ့တော့ကပေါ့ပုံစံငါဟိုဓာန်လေးမှာရှိနေတာအိမ်မက်ထဲမှာဓာန်လေးပေါ်မှာငါနေတော့မင်းဘုံမန်းစားနဲ့ဟာတစားတောင်ကြီးနဲ့သူအနာလာငါဘာလဲပေါ့ငါ့ကိုနှမတော်တယ်ကိုတော့မသိဘူးလားတဲ့ဟင်းဘာတူလဲသူကကိုတော်တဲ့တောင်ပြုံးတယ်ဆိုငါလန့်သွားတယ်ဟဲ့ပေါ့ငါအဲ့လိုလဲအိမ်မက်တဲ့တခါအိမ်မက်ထဲမှာလေငါ့ကိုနတ်ကဝင်ဘူးလာတဲ့ဟာတို့ပြေးပါလေဟဲ့ယောက်ျားဆိုဟာထုတ်တန်းအောင်ရောက်သွားတာတဲ့ဟဲ့လိပ်ပြရှင်ကြာသေးသမီးကိုပြောလိုက်ပေါ့နော်သူ့အတွက်ကိုပွဲမပေးရင်လက်သုံးတော်သားနဲ့မြင့်တတ်တယ်ပွဲပေးလို့မှတိုက်တဲ့ကားနဲ့မနေရရင်ငါအတွက်ပေးထားတဲ့ကြော်ပွဲကိုဟဲ့လို့ခြေထောက်နဲ့ကန်ပလိုက်ဆိုငါပွဲကိုခြေထောက်နဲ့ကန်ပလိုက်ထားတယ်အိမ်မက်ထဲမှာအိမ်မက်ထဲမှာငါအဲ့လိုအိမ်မက်တာနော်ငါခုပြန်ပြီးတော့တွေးနေတာပေါ့နော်အဲ့ဒါဒီတခါပေးလဲပြီးတော့လေနင်းနဲ့ဒီယောက်ျားနဲ့တဲ့အတူတူမအိပ်ရဘူးတဲ့ဒီယောက်ျားနဲ့မအိပ်ရဘူးတဲ့မအိပ်ဘူးဆိုလို့ရှိရင်မင်းလာတဲ့တိုက်ပြီးမင်းလာတဲ့တိုက်ပြီးကားတယ်အဲ့ဒါနေမင်းလိုချင်တာဟုတ်တဲ့လက်ရုပ်ထိုးတဲ့ရစေရမယ်ဆိုတော့အိမ်မက်ထဲမှာပြီးတော့ငါလည်းဘာပြောမှမသိဘူးပေါ့လေမင်းနဲ့မဖြစ်ဘူးဆိုလည်းကြိုက်တယ်လို့ပြောတယ်နင်းယောက်ျားနဲ့တော့အတူတူမအိပ်ရဘူးအဲ့တော့ငါလည်းတိုက်ကလည်းလိုချင်တယ်အဲ့တော့ငါတော့တိုက်လည်းမရှိဘူးကားလည်းမရှိဘူးအိမ်မှာပေါ့လေအတူပိတ်ပါဘူးမအိပ်ဘူးလားတဲ့မအိပ်ပါဘူးအဲ့ဒါဆိုရင်သူ့ယောက်ျားကိုခေါ်ခဲ့ဆိုလူရင်းယောက်ကခေါ်တာအိမ်မက်ထဲမှာငါလည်းပါအိမ်မက်ထဲမှာနင်းလည်းပါတယ်လူရင်းယောက်ကခေါ်ပြီးတော့ပါဘာညမတက်တော့ဒိုးကြီးပေါ့ပါလေဟဲ့နင်းကိုပလက်ကြီးလာပြီးတော့နင်းဟာယူတူရင်းနဲ့ထူဖို့လောက်တာဟုတ်ပြီလောက်တော့ငါမလောက်ပါနဲ့အဲ့လိုကြီးတော့မလုပ်ပါနဲ့ပေါ့ဟဲ့ငါအိမ်မက်ပြီးတော့တော်သေးတယ်နော်တူနဲ့မထုခင်မှာနေအိမ်မက်ကလန့်လို့နင်းကိုထုအောင်ထုနေပြီထင်တယ်နော်အဲ့ဒါလေးမင်းဘာပြောတိုက်ဆိုင်နေပြောရမယ်အဲ့လိုအိမ်မက်ပြီးတော့လေမင်းခုသူတို့ကိုပွဲတွေလဲငါပြန်ပြီးနော်ခုတိုက်ပြီးကားတွေနဲ့နေရတယ်နော်နောက်ပြီးတော့မင်းလဲတလုံးကအလိုလိုပြောက်သွားမင်းနတ်ကိုဖြစ်တော့နတ်ကိုကငကိုးတဲ့ကနတ်ကတော့တာတင်ငကိုးတဲ့ကပါငကိုးတဲ့ကနတ်ကိုပါအကိုတွေပြောနေတယ်နော်အဲ့တော့ဒါကတော့ခေါင်းတော်သူကွာအဲ့ဒါတိုက်ဆိုင်တယ်ပဲပြောအမှန်ကိုတွေမိသားစု၃ယောက်ကလည်းကျူးစားစားနဲ့အလုပ်လုပ်တယ်အဲ့ဒီပုံမှာဒါသူတို့ရဲ့အထောက်ပံ့ကောင်းတွေကလည်းရှိမှာသူတို့လည်းဆောက်ချောက်အဲ့တော့ဘာပဲပါသူတို့ပြောသလိုနေရတယ်ပေါ့ဟုတ်တယ်မလားအဓိကကတော့ဟိုတဦးမှမြစ်တာတဦးမှစေးတယ်နော်မိတ်ဆွေဖွဲ့တာမပါဘူးခုနေတဲ့ငါနဲ့လည်းခုမောင်နှမလို့နေတယ်ဟောနတ်တွေကလည်းသဘောကျတယ်ဆိုတော့ဘာပြောအခုအစင်းပြေသွားပြီတော်ပြီနောက်တစ်ခါငါ့ကိုတူနဲ့မထွေနောက်တစ်လုံးတော့ပြုတ်မှာ